ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခီးသွွားညွှန်ကြားမှုဦးစီးဌာနမှတိုင်းဒေသကြီးအတွင်းခီးသွွားဧည့်သည်များပုံမလာရောက်လက်ပတ်မှုတွင်းမြင့်လာစေအတွက်ခီးစဉ်အသစ်များကိုဖော်ဆောင်ပေးလျက်ရှိသလိုပြည်တွင်းခီးသွွားစစ်တမ်းကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိပါသည်။ပဲခူးတိုင်းဒေသကြီးတနက်ပင်ရှိ Lafit Resort မှာပြည်တွင်းခီးသွွားလုပ်ငန်းစစ်တမ်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီးပဲခူးသတင်းဌာနခွင်မှဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနအနေနဲ့ရွှေရှိတည်တဲ့ခိုင်မြဲသောခီးသွွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်များဖြင့်ပြည်တွင်းခီးသွွားစစ်တမ်းကောက်ယူခြင်းလုပ်ငန်းကိုခီးသွွားဧည့်သည်အများဆုံးဝင်ရောက်လေ့ရှိတဲ့နေရာတွေမှာကောက်ယူလျက်ရှိပြီးပဲခူးတိုင်းဒေသကြီးအတွင်းအသစ်ဖော်ဆောင်ထားရှိတဲ့တနက်ပင်မြို့ရှိမီနီစုနဲ့အပန်းဖြေစခန်းမှာပြည်တွင်းခီးသွွားစစ်တမ်းကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ဒီဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနပေါ့လေကျွန်တော်မနစ်ကပေါ့2024ရာနေစပြီးတော့ပြည်တွင်းခီးသွွားစစ်တမ်းကိုကျွန်တော်တို့ကောက်ယူနေတာရှိပါတယ်မနစ်ကလည်းကျွန်တော်တို့ဒီကားဂိတ်တို့ပေါ့နော်လေသိတ်တို့ပေါ့ဒါပြီးလို့ရှိရင်ကျွန်တော်ခီးသွွားဝင်ရောက်နိုင်တဲ့ခီးတင်ဒေသတွေကိုကောက်တာရှိပါတယ်ကျွန်တော်ဒီနှစ်မှာတော့ပို့ဆောင်အောင်ပေါ့လေခီးတင်ဒေသတွေကိုခက်များများသွားမယ်ပေါ့အားကြောင့်လဲဆိုတော့ခါကြတော့ဘကုန်းမှာအဓိကဒီဖျားဘူးခီးတင်ဒေသတွေပဲများတာဒါပေမဲ့ကျွန်တော်တို့အခုပေါ့လေအသစ်ဖော်ဆောင်လာတဲ့နေရာရှိပါတယ်အခုတော့ကျွန်တော်တို့ဒါ Lucky Fit ပေါ့လေ Lucky Fit ဆိုတော့ကျွန်တော်တို့တလက်ပင်မြို့နားမှာရှိပါတယ်ဒီနေရာလေးကိုကျွန်တော်တို့ဒါလာရောက်ပြီးတော့စင်းကောက်လို့ယူခြင်းဖြစ်ပါတယ်ဗျကောက်တဲ့အချိန်လေးကတော့ဘကိုးလာတဲ့ဧည့်သည်တွေကအခါကျတော့ပြည်တွင်းခီးသွားကအဓိကသူတို့ကဖျားဘူးတွေပဲသွားကြတာများတယ်အဲဒီခါကျတော့တိုင်းဒေသကြီးဝင်ချုပ်ကနေမှဒီအပန်းပြေစခန်းလေးတွေလည်းဖော်ထုတ်ပါဆိုတော့ကကျွန်တော်တို့ဒါတလက်ပင်မြို့မနားမှာရှိတဲ့ကျွန်တော် Lucky Fit အပန်းပြေစခန်းကိုစတင်ဖွင့်လိုက်တာပေါ့ဖွင့်တဲ့ခါကျကျွန်တော်ဘာပြောဒီမှာမီနီတူလေးလည်းရှိတယ်အခုဆိုရင်ကျွန်တော်တို့ဒါလာရောက်ပြီးတော့ကျွန်တော်စာပေးကောက်တဲ့အနေထားရဲ့လေးလာကြီးလောက်ကတော့ဒါရန်ကုန်ကနေလာတဲ့ဧည့်သည်တွေပါကျွန်တော်တွေ့ရှိရပါတယ်။သူတို့ရဲ့အနေအထားလေးကိုကျွန်တော်တို့မေးမြန်းကြည့်တဲ့အခါကျတော့သူတို့စိတ်ကျဉ်နှံ့မှုရတယ်။ပြီးလို့ရှိရင်ပဲခူးမြို့လာလေရလဲစိတ်ချမ်းသာတယ်ပေါ့။ဒါမျိုးလေးကျွန်တော်တို့လေ့လာတွေ့ရှိရပါဗျာ။အဆိုပါစစ်တမ်းကောက်ယူရာမှာလာရောက်တဲ့ဧည့်သည်များကိုတနေ့တာနေထိုင်တဲ့အသုံးစရိတ်စိတ်ပါဝင်စားတဲ့နေရာများနဲ့အကြံပြုချက်များပါဝင်တဲ့အချက်လက်28ချက်ပေါ်မူတည်ပြီးစစ်တမ်းကောက်ယူခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ကျမတို့ဒီပဲခူးတိုင်းဒေသကြီးကိုပေါ့နော်လာရောက်တဲ့ဧည့်သည်များအနေဖြင့်တနေ့တာနေထိုင်တဲ့အသုံးစိတ်တွေတွာလာလက်ပတ်မှုတွေနှစ်သက်တဲ့နေရာတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေနဲ့ပြီးတော့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဘာတွေကြံပြုနိုင်မလဲဆိုတာလာရောက်စစ်တမ်းကောက်ယူခြင်းဖြစ်ပါတယ်ရှင်။မေကွန်းအားဖြစ်ကတော့စစ်တမ်းထဲမှာပါတာတော့28ခုရှိပါတယ်။ဖြည့်ပေးမဲ့လူတွေအကုန်လုံးဖြည့်ပေးနိုင်မလားမေးပြီးတော့သူတို့ပြောတဲ့အတိုင်းတိတိကျကျပဲစစ်တမ်းလေးကောက်ယူပြီးပြုစုတင်ခြင်းဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းဒေသကြီးကအများဆုံးလာရောက်လက်ပတ်ပါတယ်ရှင်။နေ့ချင်းမြခီးပဲကိုပိုင်ကျောင်းတွေရဲ့လေးလာခီးစဉ်ဖြစ်လဲအလားများပါတယ်ရှင်ကျမတို့ကတော့စစ်တမ်းကောက်ယူတဲ့အခါမှာ tablet တွေဖုန်းတွေနဲ့ကပ်ပြီးစနစ်နဲ့ပဲကောက်ယူပြီးတော့နေပြီးတော့ဒါရိုက် system တွေကိုရောက်ရှိပြီးတော့ကောက်ယူခြင်းဖြစ်ပါတယ်ရှင်ကျမတို့အနေဖြင့်ပေါ့နော်ဒီဒေသကိုခီးသွွားလုပ်ငန်းတွေပုံမဖွံ့ဖြိုးတိုးတက်လာပြီးတော့လာတဲ့လူတွေစိတ်ချမ်းမြေ့ဖို့အတွက်ကြံပြုချက်လေးတွေကိုအဓိကထားပြီးဆောင်ရွက်ပေးနိုင်အောင်ပြည်ဝန်ကြီးဌာနအစစ်စစ်နဲ့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေပါတယ်ရှင်အခုလိုကောက်တာကြတော့ပုံတော့ကောင်းတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တို့ကလည်းဒီကိုဒေတာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုတို့ကလည်းရည်ရွယ်ပြီးတော့ပေါ့နော်ဒီလိုကောက်တာဆိုတော့ညီမတို့အနေနဲ့ညီမတို့ရဲ့ဖြေလိုက်တဲ့တခုကြောင့်တို့တွေလည်းဗာလေးတွေကောင်းအောင်ပို့ပြီးလုပ်ပေးရမလဲဆိုတာလေးတွေအမြင်လေးတွေပို့ပြီးသိသွားတာပေါ့နော်ခီးသွွားလုပ်ငန်းများပုံမတိုးတက်လာစေရေးအတွက်ပြည်တွင်းခီးသွွားလုပ်ငန်းစစ်တမ်းကောက်ယူရမှာပဲခူးတိုင်းဒေသကြီးရှိပြည်တောင်ကိုပဲခူးမြို့များမှာရှေးအောင်ယဉ်ကျေးမှုနယ်မြေများနဲ့တကူးကြီးဖျားအမြောက်များရှိတဲ့အတွက်ရန်ကုန်မြို့မှာဖျားဖို့ခီးသွွားဧည့်သည်များအများဆုံးလာရောက်လည်ပတ်ကြတယ်လို့လည်းသိရှိခဲ့ရပါတယ်ရှင်။